ပြာဇူလရှင်းတထောင်အခါတော်နေ့အယူဝါဒလွဲမှားနေတဲ့ရသေးညီနောင်သုံးဦးဆောင်တဲ့ရသေးတထောင်ကိုပြာဇူလပြည့်နေ့မှာမိမိတို့ရဲ့အယူဝါဒတွေကိုပယ်စွန့်ပြီးဗုဒ္ဓသာသနာတော်စီကူးပြောင်းကာရှင်းတထောင်ဖြစ်ရအောင်ဗုဒ္ဓမြတ်စွာဘုရားကခြေချွတ်ခဲ့တဲ့အတွက်ပြာဇူလပြည့်နေ့ကိုရှင်းတထောင်အခါတော်နေ့ဖြစ်ဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားခြင်းဖြစ်ပါတယ်။ဖျားရှင်လက်ထက်အခါတော်မှာဥရုဝေလတော်၌ရသေးညီနောင်သုံးပါးကအကိုကြီးဖြစ်သူဥရုဝေလကတ္တဖခေါင်းဆောင်တဲ့ရသေး900အကိုလက်ဖြစ်သူနရီကတ္တဖခေါင်းဆောင်တဲ့ရသေး300ညီငယ်900ကတ္တဖခေါင်းဆောင်တဲ့ရသေး200တို့ဟာ3နေရာခွဲပြီးနေထိုင်လျက်ရှိကြတယ်။အဲဒီရသေးတထောင်ဟာလွဲမှားတဲ့အယူဝါဒရှိပြီးပင်စတပအကျင့်တွေကျင့်ကြံနေကြတယ်။ဟေးကိလေသာခေါင်းပါစေဖို့မီးလုံကြဟေးပြီးရင်ရေငုပ်ကြမယ်ဟေးအဲ့ဒီလိုအကျင့်အမှားတွေကျင့်ကြံနေတဲ့အယူလွဲသူရသေးတထောင်ကိုခြေချွတ်တော်မူဖို့ဂေါရမမြတ်စွာဘုရားရှင်ဟာမဟာတက္ကိရ103ခုနှစ်ပထမဝါကျွတ်ပြီးချိန်တစောင်းမုံလာပြီးနေ့မှာဥရုဝေလတော်တဲ့ကြွရောက်တော်မူခဲ့တယ်အချင်းဥရုဝေလကတ္တဖငါအားတင်တို့နေထိုင်ရာဥရုဝေလတော်ရမှာနေထိုင်ခွင့်ပြုပါရှင်ကြီးဂေါရမတင်နေထိုင်လိုပါကဟောဟိုကမီတင်းကုတ်မှာနေထိုင်ပါဥရုဝေလကတ္တဖဟာဗုဒ္ဓမြတ်ဖရာကိုပျက်စီးစေလိုတဲ့ဆန္ဒနဲ့စိုးသွမ်းသောနဂါးကြီးရှိရာမီတင်းကုတ်မှာနေခွင့်ပြုလိုက်တယ်မြတ်စွာဘုရားရှင်ကလည်းမီတင်းကုတ်ထဲဝင်ကသတင်းသုံးနေထိုင်ရာစိုးသွမ်းလာတဲ့နဂါးကြီးဟာဒေါသအမျက်ချောင်းချောင်းထွက်ပြီးရန်ပြုရန်ကြိုးစားရာမြတ်စွာဘုရားဟာတကိုးတော်နဲ့နဂါးကြီးကိုနှိမ်နှင်းပြလိုက်တော့တယ်ဟာရှင်ကြီးဂေါရမကနဂါးကြီးကိုနှိမ်နှင်းနိုင်တာပဲဥရုဝေလကတ္တဖအပေါင်းဝင်ယသိတွေဟာဗုဒ္ဓမြတ်ဖရာကိုတော်တော်အထင်ကြီးသွားကြတယ်ပြာဇူလအတွင်းတတ်မှတ်ရဲ့ရှင်းညမှာယသိတွေဟာနေရန်ဆေးရမြစ်ထဲဆင်းငုံကြလေရာဒီလောက်စီနင်းတွေဝေပြီးခိုက်ခိုက်တုံချမ်းတဲ့အချိန်မှာရေငုံကြတဲ့ယသိတွေအေးထန်တတ်တာစီဖို့မိကင်းအိုးတွေဖန်ဆင်းပေးလေမှပဲဖះရှင်ဟာတကိုးတော်နဲ့မိကင်းအိုး900ကိုဖန်ဆင်းပေးလိုက်တယ်နောက်ယသိတွေခွဲလို့မရတဲ့ထင်းတုံ900ကိုမြတ်စွာဘုရားကတကိုးတော်နဲ့တပြိုင်နက်ကွဲစေလိုက်တယ်ယသိတွေမှုေးလို့မရတဲ့မိကိုဖះရှင်ကတပြိုင်နက်တောက်လောင်စေလိုက်တယ်ဖះရှင်ဟာအဲ့ဒီလိုတကိုးတော်ပေါင်း3516မျိုးကိုပြသလိုက်ရာယသိတွေဟာမန်တွေကြပြီးဖះရှင်ထံဥခိုက်လာကြတယ်ရှင်မြတ်ဖះတပည့်တော်တို့ကိုအရှင်ဖះရဲ့တပည့်တာဝကတွေဖြစ်လက်ခံပြီးယဟန်ဝခွင့်ပြုပါဖះဖះရှင်ရဲ့နှစ်လတာကာလကြောင်းစိတ်ရှိထားစည်းရုံးမှုကြောင့်ရသေးတထောင်လုံးဤဟိဘိက္ခုယဟန်တွေဖြစ်ကုန်ကြကရာသူလာပြီးနေ့မှာဖះရှင်ဟာခါယာတိတကြောက်ဖြပြင်ပေါ်၌အာဒိဋ္ဌပရိယာယသုတ်တံဒေသနာကိုဟောကြားတော်မူရာရှင်တထောင်လုံးအာသောကုန်ခန်းယဟန်တာအဖြစ်ရောက်ရှိသွားကြလေတယ်အဲ့ဒီလိုရှင်တထောင်ခြေချွတ်နိုင်ခြင်းအထိမ်းအမှတ်အဖြစ်ပြာသူလာပြီးနေ့ကိုရှင်တထောင်အခါတော်နေ့အဖြစ်အထွတ်အမြတ်ထားကြခြင်းဖြစ်ပါတယ်